အသုံးမလို့တော့ဘူးလို့ယူဆရတဲ့ပစ္စည်းတွေကိုစနစ်တကျပြန်လည်အသုံးချခြင်းကနေစိတ်တယန်းစားတော်အရေးမြစ်တွေကိုထိမ့်သိမ်းခြင်းဟာကျွန်ုပ်တို့ရှင်သန်ရာကဘာမြေကိုကာကွယ်ဆောင်ရှောက်ရာရောက်ပါတယ်။ပတ်ဝန်းကျင်မှာရှိနေတဲ့စွန့်ပစ်ပစ္စည်းတွေကိုအမိုက်အဖြစ်ပဲမမြင်ပဲတန်ဖိုးရှိတဲ့ကုန်ချမ်းတွေအဖြစ်ပြောင်းလဲပစ်နိုင်ခြင်းဟာအနာဂတ်မျိုးဆက်တွေအတွက်ပုံမစိမ့်လန်းတဲ့ကဘာတစ်ခုကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။မလ18ရက်ကိုတော့ကဘာပြောင်းလဲအသုံးပြုရေးနေ့အဖြစ်သတ်မှတ်ထားကြပါတယ်။ဒီနေ့ဟာတဘာဝတယံဇာတတွေပြုံးတီးမှုကိုလျှော့ချဖို့ပြန်လဲအသုံးပြုခြင်း recycling ရဲ့အရေးပါပုံကိုတတိပြုမိစေဖို့နဲ့ရေရှည်တည်တံ့တဲ့လူနေမှုပုံစံတွေကိုဖော်ဆောင်ဖို့တိုက်တွန်းနှိုးဆော်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။အမိုက်ကရွှေဖြစ်ဆိုတဲ့စကားအတိုင်းစွန့်ပစ်ပစ္စည်းတွေကိုအကျိုးရှိရှိပြန်လဲအသုံးချတတ်ဖို့အတိပေးတဲ့နေ့လေးပါပဲ။ဒီနေ့ဟာတယံဇာတများကိုတန်ဖိုးထားခြင်းတဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးခြင်းနဲ့တာဝန်ယူမှုရှိသောစားသုံးမှုတို့ကိုအလေးပေးပါတယ်။ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝမှာပစ္စည်းတွေကိုမလွှင့်ပစ်ခင်ပြန်သုံးလို့ရမရစဉ်းစားပေးခြင်းကပင်ကဘာကြီးကိုကူညီရာရောက်ပါတယ်။သမိုင်းဝင်ထူးခြားချက်အနေနဲ့1965ခုနှစ်မတ်လ18ရက်နေ့မှာတော့ရုရှားအာကာသယာဉ်မျိုး Alexei Leonov ကအာကာသယာဉ်ပြင်ကိုထွက်ပြီးပထမဆုံးသောအာကာသလမ်းလျှောက်မှုကို12မိနစ်ကြာအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါဟာလူသားတို့ရဲ့အာကာသစူးစမ်းရေးသမိုင်းမှာအလွန်ရဲရင်ပြီးအံ့ဩစရာကောင်းတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။သင်တော့အိမ်မှာအသုံးမလိုတော့တဲ့ပစ္စည်းလေးတွေကိုတခြားသမျိုးဥပမာဘူးခွံတွေကိုပန်းအိုးလုပ်တာမျိုးဖြန်လဲအသုံးပြုဖြစ်တာမျိုးရှိပါတကား။သင်ရဲ့ဖန်တီးမှုရှိတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးခဲ့ဦးနော်။